အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ထိတ်အခုဒီ2025မှာ vlog ရိုက်ဖို့ဘာပစ္စည်းတွေသုံးနေလဲဆိုတော့ထိတ်ရဲ့ပစ္စည်း gadget list လေးကိုအကုန်လုံးသေးသေးပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ဆုံးထိလိုက်ကြည့်ပေးပါအရင်ဆုံး lighting ကတော့ထိတ်လွန်ခဲ့တဲ့3နှစ်လင်းလောက်ကလေးကမန္တလေးကဒီစွမ်းမှာဝယ်ခဲ့တဲ့ဟာကို LED ဘန်းကြီးပဲသုံးနေရပါတော့လောလောဆယ်ဘာလို့ဆိုတော့ portable ဖြစ်တယ်ထိတ်အဲ့ဒါကိုအခုဘန်ကောက်ထိတည်လာတယ်ပေါ့နော်အဲ့ဒါနဲ့သုံးနေတယ် fill light အနေနဲ့ပြီးတော့ဒီအယောင်တွေပါလဲရတယ် RGB light ပေါ့နော် Ulanzi C10 ဒီကောင်လေးသုံးတယ်ပေါ့နော်သူကဒါမျက်နှာကိုဒါ portable ဆိုပေါ့ပေါ့လေးဖုန်းကိုလည်း clip လုပ်ပြီးသုံးလို့ရတယ်အဲ့အခုပြမယ်ပေါ့နော်မီးဖြူအဝါအကုန်ချိန်လို့ရတယ်ပြီး RGB light ကိုကြိုက်တဲ့အယောင်တွေအကုန်ပြောင်းလို့ရတယ်ပေါ့နော်ဆိုတော့အခုလောလောဆယ်ထိတ်ကအပြာရောင်ချိန်ထားရပါတော့ပြီးတော့မှအဲ့လို party light တွေဒါအမျိုးမျိုးကိုရတယ်ပေါ့နော်အဲ့လိုတစ်ချက်နေတာနဲ့သူကအဲ့လိုမျိုးအယောင်စုံပြောင်းနေတဲ့ဟာတွေနောက်ကနေအယောင်တွေပြောင်းနေမှာပေါ့နော်အဲ့လိုမျိုးတွေရမယ်ပြီးတော့အယောင်တွေရမယ်ပြီးတော့ရိုးမျက်နှာကိုလင်းအောင်လို့ထိုးတဲ့ဟာတွေဒါရမယ်ပေါ့နော်ပြီးတော့အဲ့ဒါလည်းချိန်လို့ရတဲ့အယောင်တွေကတော့intensity ချိန်လို့ရတယ်ပြင်းကတော့10 watt ပေါ့နော်ဒါထိတ်ဥပမာဆိုရင်ဒီကောင်လေးဆိုလို့ရှိရင်နောက်ကနေပြီးတော့ဒီလိုမျိုးလေးထားလိုက်တယ်ပေါ့နော်အယောင်လေးဟောUlanzi ရဲ့ portable 10 watt ဒါ model ကတော့ C10 light သုံးနေရပေါ့နော်လောလောဆယ်အဲ့ကောင်လေးကထိတ်အတွက်အရန်ကိုအသုံးဝင်နေတယ်ဘာလို့ဆိုတော့တော်ရုံ Zoom meeting တို့တခုခုမှဆိုလဲကိုယ့်အခန်းကဒါထားပါတော့ပတင်းမဘက်ကိုမျက်နှာမူရဲ့ဟာမဟုတ်တာတို့ပြီးရင်ညဘက်တီမှောင်နေတာတို့ကိုယ့်ရဲ့ဒီအပေါ်ကမီးလင်းရတာမျက်နှာကိုမလင်းစေဘူးကွာအဲ့လောက်ထိဆိုတော့အဲ့လိုမျိုးချိန်မှာထိုင်လို tripod အပူလေးနဲ့ဒီကိုယ့်ရဲ့ laptop ရဲ့အနောက်မှာထောင်ထားလိုက်တယ်မီးပြင်းအားလေးကိုအဆုံးလေးလျှော့ထားလိုက်တယ်ပေါ့နော်အဲ့လိုခပ်ဖွားလေးပဲပေးပြီးတော့ပြောရဲဆိုမျက်နှာလေးကဖွေးပြီးတော့ကြတော့ဥပြီးတော့အဲ့လို smooth ဖြစ်ပြီးတော့ကြတော့ကြည့်လို့ကောင်းတာပေါ့နော်အရန်ကိုဘယ်လိုပြောမလဲနေရာတကာမှာအေးပါပြီးအသုံးပြုနေရပေါ့နော်အဲ့ကောင်တော်တော်မိုက်တယ်စမွန်ဆာရထားရပါလည်းမဟုတ်ဘူးကောက်ကိုတကယ်ဝယ်ပြီးတော့ကောက်ကိုသုံးလို့ကောင်းလို့ပြောပြနေရပါတော့ပြီးတော့နောက်တစ်ခုက mic က mic mini အဲ့လည်းဝယ်ထားတယ်အဲ့လိုပဲ Lazada ကနေပြီးတော့လေ discount တွေပါရှော့ရမလားအဲ့လိုမျိုးသူတို့ payday တို့11တို့99တို့88တို့အဲ့လိုမျိုးလေးမှာ short လေးရှိအဲ့လိုမှာဆိုရင်ထည့်ဝယ်တာပေါ့နော်ဒီကောင်သုံးတယ်ဒါပေမဲ့ဒီကောင်အရန် portable မဖြစ်တော့ခရီးသွားတဲ့အခါမှာတော့တိတ်မသုံးဖြစ်ဘူးပေါ့နော်အခုလိုမျိုးအငိမ်ထိုင်ပြောတဲ့အခါမှာတော့ဘာလို့သုံးတယ်သူအဓိကသူက2ယောက်ခါပါတော့အဆင်ပြေပေါ့နော်ပြီးတော့အခုလောလောဆယ်တော့ထည့်ရက်တဲ့ DJI Osmo Pocket 3သုံးတယ် main အခုရိုက်နေတာပေါ့နော်ရိုက်နေတာဆိုတော့ပြတ်လို့မရအောင်ဖြစ်နေလို့အဲ့ကောင်နဲ့သုံးတယ်အဲ့ကောင်နဲ့အခုဒီ mic တစ်ခုနဲ့ချိန်ထားတော့အခုဒီမှာ DJI mic mini 2နဲ့ပြောနေတာပေါ့နော်တကယ်တော့ तू ကပါပြီးသားဒီမှာ DJI mic 2ပါပြီးသားခုနကတော့ထိတ်ပြောက်နေရှာမရတာနဲ့မြန်ရိုက်လိုက်တာဒီကောင်နဲ့ရိုက်တာဆက်ရိုက်လိုက်တော့ဒီကောင်နဲ့တခါရိုက်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါရှိတယ်ပြီးတော့အရင်ဆိုရင်ထက်ရ iPhone နဲ့ပဲရိုက်တယ် iPhone တော့မှ latest version တော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးကိုလဲကျင်တဲ့ချိန်ကိုကြိုက်တဲ့ features တွေပါချိန်လဲလေးရှိရပေါ့နော်iPhone 10နဲ့ရိုက်တယ် iPhone 8နဲ့ရိုက်တယ်6နဲ့ရိုက်တယ်4နဲ့ရိုက်တယ်အခုဆိုရင်တော့ထက်ရ iPhone 15 Pro ပေါ့နော်အခု something မှာတော့ထိမလဲဘူးပါဆိုအရန်ကြီးသူ့ရဲ့ features တွေတိုးတက်လက်ဟာကိုတိတ်ပြီးတော့မလဲချင်တယ်လို့မလဲတာပေါ့နော်နောက်နှစ်ကြမှာပေါ့ဆိုတော့ iPhone နဲ့ပဲရိုက်တယ်အရင်တော့ဆိုရင် iPhone က main ဘာဗီဒီယိုရိုက် iPhone အခုလိုထိုင်ရိုက်လဲ iPhone နဲ့ထောင်ရိုက်တာဘာကင်မရာမှမသုံးကင်မရာကဝယ်လိုက်သေးတယ်အယူထားပြီးတော့ဒါပေမဲ့မသုံးပြဘူးပေါ့နော်နည်းနည်းထိတ်ရအရန်စိတ်မရှိတော့ကြတော့အဲ့လိုနည်းနည်းရှုပ်ချက်ခတ်တာကြီးမလုပ်ချင်တော့ကင်မရာက view ထဲမှာပဲချောင်းပိတ်နေရပေါ့နော်မသုံးဖြစ်ဘူးဆိုတော့အရန် portable ဖြစ်တာပဲထိတ်ရကြိုက်တယ်ဖုန်းနဲ့ပဲကြိုက်တယ်ပေါ့နော်ဆိုတော့ဖုန်းပဲသုံးတယ်အခုမှဒါ DJI Osmo Pocket 3ကိုအထိုင်သုံးပြတာပေါ့နော်ဆိုတော့ဒါသုံးနေပါတယ်ပြီးတော့နောက်တစ်ခုသုံးတဲ့ဟာကထိတ်ရပြောရရင်အဲ့လို adventure တွေကြိုက်တယ်ခရီးကျန်းနေသွားတာမျိုးတို့မိုးရွာနေတဲ့အချိန်တို့တောင်တက်နေတဲ့အချိန်တို့ပြီးရင် scuba diving လုပ်တဲ့အချိန် snorkeling လုပ်တဲ့အချိန်အဲ့လိုနည်းနည်းကျန်းတန်းတဲ့ adventure ဟာမျိုးဆိုတော့ထိတ်ရ GoPro နဲ့ရိုက်တယ်ပေါ့နော် GoPro ကိုထိတ်အမြဲတမ်းခရီးသွားရင်တည်သွားတယ်။ तू ကကြတော့ဘာကောင်းလဲဆိုတော့အရန် portable ဖြစ်တယ်ကွာအလုံးမရှုပ်ပဲနဲ့ကိုကဗီဒီယိုရိုက်ဖို့ဆိုလို့ရှိရင်ဒီအပေါ်ကခလုတ်လေးတစ်ချက်ကိုကချိန်ပြီးသားပေါ့နော်အစားကလေးကနောက်ဆုံးဖွင့်ထားခဲ့တဲ့ဟာကို तू ကလုတ်ပေးတာနောက်ဆုံးကဓာတ်ပုံတွေပါတွေဖွင့်ထားရင် तू ကရိုက်လိုက်ရင်ဓာတ်ပုံရိုက်ပေးတာအဲ့တော့ထိတ်ရအမြဲတမ်းချိန်ထားပြီးသားကိုရိုက်ချင်တဲ့ဟာကိုအဲ့တော့ကိုဗီဒီယိုရိုက်တော့မှဆိုရင်ထုတ်လိုက်တယ်တစ်ချက်နှိပ်လိုက်တယ်တီဆိုပွင့်သွားပြီးတော့တခါတည်းရိုက်ရုံပဲပေါ့နော်ဆိုတော့ तू ကlens ကလည်းနည်းနည်းလေးကြီးတော့မျက်နှာကိုပြည့်မဖြစ်ဘူးဒီလိုကင်ပြီးတော့ထည့်ယူစကားပြောလို့ရတယ်အတန်ကလည်းဖမ်းတာကောင်းတယ်ဆိုတော့ဒီကောင်လေးနဲ့ရိုက်ဖြစ်တယ်ဒီကောင်ဆိုရင်ထည့် GoPro 9ပဲရှိသေးတယ်
9 track တော့ဝယ်ထားပါနော်အဲ့ရှေ့က series တွေတော့ထိတ်အဲ့လောက်မကြိုက်ဘူး GoPro လေ8လို့7လို့ကလေဘာလို့ဆို stabilization တော်တော်မကောင်းသေးဘူးဂရုနဲ့ကြည့်ရလေဘလို့မှအဆင်မပြေဘူးဟို9ကြတော်တော်လေးကောင်းသွားပြီပြီးတော့9 8ကတော့8ကလည်းကောင်းလာပါပြီ9ရကြဘာလို့ထိတ်ဒီကောင်ကြိုက်တာပေါ့နော်ဘာလို့ကြိုက်တာလဲဆိုတော့ကိုယ့်ရဲ့မျက်နှာကိုမြင်နေရတာပေါ့တရားဒီ screen display လေးပါတာကိုကြိုက်တာဒီထိတ်ကနေဆိုတော့အဲ့ကောင် upgrade မလုပ်သေးဘူးကိုတို့9ပဲသုံးနေသေးတယ်ပေါ့နော်အဲ့ကောင်နဲ့သွားတယ်ကိုကscuba diving လုပ်တဲ့ရေအောင်နဲ့ပေ100 120ကိုဆင်းပြီဆိုရင်တော့သူ့ခေစင်တက်ပေးရပြီဒီခေစင်တက်ပြီးတော့ကြတော့ GoPro ကိုသုံးပါတယ်ဆိုတော့ခရီးသွားတဲ့အချိန်လမ်းမှာပြောရပါရဖုန်းနဲ့မြန်ထုတ်ရိုက်တာရှိမယ်ပြီးရင်တစ်ခါတလေကျရင် GoPro နဲ့ရိုက်တယ်အဲ့နှစ်ခုပဲသုံးတာလှည့်သုံးညာတော့ပြင်ဖုန်းကမိန်မယ်ဆိုတော့ဒီကောင်ပါတယ်ပြီးတော့ထိ voice over အတန်တွင်းတာတို့အဲ့လိုမျိုး streaming လုပ်တာလို့ podcast ဆိုလို့ရှင်တော့ဒီကောင်သုံးတယ်ဒါ USB mic capsule mic ပေါ့နော်။ तू ကအနောက်မှာအဲ့လိုမျိုးကိုကြိုက်တဲ့မုတ်တွေချိန်လို့ရတယ်ပေါ့နော်။ဘေးပတ်လေးကအတန်လို့ချင်တာလားတဲတဲ့အတန်မင်းလို့ချင်တာလားအတန်ကိုဘယ်လောက်ခိန်းလို့ချင်တာလဲအကုန်လုံးသုံးလို့ရတယ်ပေါ့နော်။ဒီကောင် blue yeti ပေါ့နော်။ blue yeti mic ပေါ့နော်။အဲ့ကောင်ကိုသုံးပါတယ်။သူကじゃ USB mic ဆိုတော့ထိုက်တခါတည်းဒီ laptop မှာချိန်ပြီးတော့သုံးတယ်ပေါ့နော်သူကကြိုးနဲ့လာတာဟုတ်ကြိုးကိုမှတိုက်ဖီနဲ့လာတာဆိုတော့ထိုက်ရ MacBook ဆိုရင်ဒီကောင်နဲ့ခေါင်းပြောင်းနဲ့ပေါ့နော်ပြန်ပြီးတော့ချိန်ထားပြီးတော့ type C နဲ့ဖြစ်သွားပြီးတော့ထိုက်တခါရဲတွဲပြီးသုံးတယ်ပေါ့နော်ဆိုတော့အတန် voice over တွဲမှုအတွက်ကတော့ထိုက်လောလောဆယ်ဒီကောင်သုံးနေတယ်ပြီးတော့မိုက်လေးကျန်တယ်လို့လက်ထက်မှာဘိုးရမီနီထူးလေးရောက်နေတော့ဒီကောင်နဲ့တော်တော်တုံးပြတယ်ဘာလို့ဆိုတော့ AirPod side လေးနဲ့ပေါ့ပါရှိတော့အများနဲ့သွားပြီးတော့သုံးဖြစ်တာပေါ့နော်ယူသွားဖြစ်တာပေါ့နော်ဆိုတော့အဲ့ကောင်လေးပါတယ်ပြီးတော့နောက်တစ်ခါအရေးကြီးတာထိတို့ဗီဒီယိုရိုက်ပြီးရင် footage တွေသိမ်းဖို့လိုတယ် footage ကကြာလာလေပြည့်လာလေကိုယ့်ရဲ့ဖုန်းကလည်းမဆက်တော့ဘူးဖုန်းကနေကွန်ပျူတာလေးရွှေ့ရတယ် AirDrop နဲ့ရွှေ့ရပါတော့ပြီးတော့ကွန်ပျူတာရဲ့ဟာကိုလည်းပြန်သိမ်းရတယ်ကွန်ပျူတာထဲမှာလည်းမဆက်တော့ထိ SanDisk Extreme ပေါ့နော်နောက်ထပ်သူ့ထက်မြင်တာ SanDisk Extreme Pro ဆိုတာရှိသေးတယ်အဲ့ကောင်ကအများကြီးပုံမြန်သွားတယ်ဈေးကလည်းအများကြီးပိုကြီးသွားတယ်ဈေးကတော်တော်ကွာတယ်ဆိုတော့လောလောဆယ်ကတော့ Extreme Pro အထိမလိုဘူးလို့ထင်တယ်ပေါ့နော်ကိုကများများဆက်အောင်နဲ့အရေးတော်များများပဲဝယ်လိုက်တယ်ထိတ်မှာဒီလိုမျိုး၄ခုလောက်ရှိတယ် SanDisk Extreme ပဲဝယ်တယ်သူကလေပြောရရင်ရိုးရိုး hard disk ကွာသုံးနေတဲ့လူတွေအတွက်ဆိုရင် SSD ပြောင်းသွားတော့အရန်ကိုမြန်နေပြီတော်တော်ကိုမြန်နေပြီအားရစရာအယူမြန်နေပေါ့နော် data ရွှေ့ရတာအရန်လွယ်တယ်မြန်တယ်ဆိုတော့ထိတ်ဒီကောင်လေး recommend ပေးတယ်အကယ်၍ကိုကအဲ့လိုမျိုး SSD ဝယ်တော့မယ်ဆိုလို့ရှိရင်ဒီကောင်ပဲဝယ်ပေါ့နော်ထိတ် Crucial လို့ Samsung လို့လည်းဝယ်ဘူးတယ်သုံးဘူးတယ် Samsung တော့မစိုးပါဘူး Crucial ကိုတော့တိတ် recommend မပေးတော့ဘူးထိတ်သုံးနေတာအခုရှင်သုံးကြည့်ရတော့ဒီကောင်နဲ့ Samsung ကိုအကြိုက်ဆုံးပဲဆိုတော့ဒီကောင်လေးအပေးရပြီးတော့နောက်တစ်ခုကနကြက်ပေါ့နကြက်ကလေထိတ်ခုသုံးနေတာရှင်ကြည့်ရလေတိုဆိုလေးကတော်တော်မစိုးဘူးဒီကောင်ကတော့ထိတ်လက်ဆောင်ရထားပါတော့တိုဆိုကုမ္ပဏီကပို့တာဒါပေမဲ့အခုပြောရရင် sponsor post မလို့ပြောရမှာမဟုတ်ထိတ်ဒီဂဲကိုတုံးကြည့်ပြီးကြိုက်လို့ပြောရင်ကွာ Apple က Beats နကြက်နဲ့ရှင်အောင်ဒီကောင်ကရှင်နိုင်တယ်ဒီလားပြောရရင်ထိတ်ရှင်ကြည့်ပြီးဘေးမှာလေတငယ်ချင်းရဲ့ဟာနဲ့ကို share ရှင်ပြီးဘေးနာဒီနားရဲ့ဘေးနာအသားအီလေးဖြစ်မှု airy ဖြစ်မှုကစားလို့ပြီးရင်ဒီလိုခောက်လို့ရတာအဆုံးกว่าဒီလားသူတို့ဟာခောက်လို့မရမို့ရတယ်ဒါပေမဲ့သူတို့ကလေကိုရီလိုလေဒီလိုချိတ်ပြီးဆိုလို့ရှိရင်ဒီလိုလေးလှည့်မရအောင်အဲ့လိုလှည့်မရတော့ဒီလိုဒေါင်လိုက်ကြီးဆိုတော့လေအဲ့လိုထောက်နေရပါတော့ကိုရီလင်းမမအိမ်ရင်တော့ဘာလို့ထောက်နေရပါတော့အဲ့တော့ပြီးတော့နောက်တစ်ခုကじゃအဲ့ဒီနားလေးကအရစ်ကသူတို့ရဲ့ဟာစပင်းကအားတိုင်းညိနေမိန်းကလေးဆိုစပင်းညိတယ်ပေါ့နော်ပြီးတော့ကိုရီဟာလည်း noise cancellation ပါတယ်ကောင်းတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကပြီးတော့ quality လည်းကောင်းတယ်ခေါင်းလည်းမနာဘူးအပေါ်မှာလည်းအီလေးပါတယ်တော်တော်ကြီးကောင်းတယ်ကွာအဲ့ဒါကွာဈေးရကြတော့ဟိုဟာနဲ့ဒီဟာနဲ့က10ဆလောက်กว่าတယ်ကွာဒီကောင်ဒေါ်လာ50 okay I know that ဒီကောင်ကပြောရင်ဒေါ်လာ50ဝန်းကျင်ပဲရှိတယ် discount ချရင်အဲ့ထက်နည်းနည်းတက်တာလိမ့်မယ် beast ကကြတော့ဒေါ်လာ350ကွာဆိုတော့ဈေးချင်းရှင်လိုက်အရန်กว่าတယ်အဲ့တော့ဒီကောင်လေးက budget ဖြစ်ပြီးတော့ကွာဒီလောက်ထိစွမ်းဆောင်နိုင်တယ်ဆိုတော့ဈေးနဲ့ပေးရအရန်ကိုတန်နေတဲ့ကောင်လေးကွာဒီလားပြီးရင်နောက်ထပ်ထိ editing လုပ်လို့ရှိရင်ခါလေးနေချက်နဲ့တက်လုပ်တယ်ဒီမှာကြိုးနဲ့တခါတွဲပြီးလုပ်တယ်ပေါ့နော် editing လုပ်ကြတော့ကွန်ပျူတာမှာ audio ကြိုး audio to audio join ပြီးတော့ဒီကောင်သုံးပါတယ်ပြောရရင် budget ကလည်းအဆင်ပြေတယ် quality လည်းကောင်းတယ်ပေါ့နော်ဟိုလိုမျိုး
အရန်ကို premium brand audio အရန်ကောင်းတဲ့တခြားနေချက်တွေနဲ့တွားပြီးတော့မရှင်နဲ့ပေါ့နော်အဲ့ဒါတော့ကွာမှာပေါ့ပြီးတော့နောက်ဆုံးတစ်ခုကတော့ drone ပါ drone ကထိတ်DJI Mini 4 Mini 4ကိုတုံးပါတယ်တိတိလေးဆိုတော့တဲရလွယ်တယ်ပြီးတော့ combo တုံးတယ်ပေါ့နော် combo ဆိုတော့တခါတည်းcontroller ပါပြီးသားပေါ့နော်သူကထိတ်တစ်ခု budget ကိုတော့ short ထားတာဗာလဲဆိုတော့ controller ကသူက2မျိုးရှိတာ display ပါတဲ့ဟာနဲ့မပါတဲ့ဟာ display ပါတဲ့ဟာဒီဈေးပိုကြီးရယ်ဆိုတော့ဒီမှာ short လိုက်တာ display မှာမလို့တာဘာလို့ဆိုတော့ကိုကအမြဲတမ်းဖုန်းနဲ့ချိတ်ပြီးသွားတယ်ပေါ့နော်သူက display ပါတဲ့ဟာဆိုရင်ဖုန်းမလို့တော့တဲ့တဘောပဲဖြစ်သွားတာပေါ့လေဆိုတော့ကိုရီးယားဒီကောင်ကိုဆွဲပြီးတော့ဖွင့်လိုက်တယ်ဖွင့်ပြီးတော့ဒီမှာဖုန်းညှက်လိုက်တယ်ဖုန်းနဲ့ display မြင်နေရတယ်ကွာတိလားဒီမှာကြိုးနဲ့တခါတည်းဖုန်းနဲ့ဒီလိုချိတ်လိုက်တယ်ဒီမှာမောင်းတယ်ရပြီလေ display မလို့လေ display ကပတ်စံပေါ်တဲ့လူဆိုတော့ဝယ်ပေါ့နော်ကိုကတော့မဖြုံးတော့ဘူးပေါ့နော်ကိုယ့်ကိုအဲ့နားမှာတော့ခြွေတာလိုက်တယ်ဆိုတော့ display မပါတဲ့ဟာကိုချုပ်မိဝယ်တယ်ဒါပေမဲ့ combo ဝယ်တယ်ပေါ့နော်အဲ့တော့တက်ခဲတွေပါတယ်တက်ခဲကတောင်းတော်တော်ခံပါတယ်သူတစ်ခါပြန်ရင်ဒါပေမဲ့အပိုတွေပါတယ်ပေါ့နော်အပိုပါတော့ပိုအဆင်ပြေတာပေါ့ဒါပါပဲဆိုတော့လက်တလုံးသုံးနေတဲ့ပစ္စည်းကြီးကတော့အကုန်လုံးမမတော့မချောင်အကုန်ပြောပြလိုက်တယ်နောက်ထပ်ပြောရင်တော့ iPhone နဲ့ရိုက်တယ်ထိတ်ရဲ့ main gadget ဒီကောင်လေးပါပဲ iPhone 15 Pro Max နဲ့ပဲရိုက်နေတယ်အရန်ဆင်ပြေနေရယ်ဆိုတော့ထိတ်အခုတုံးတဲ့ပစ္စည်းလေးကတော့ဒါတွေအကုန်လုံးပါပဲအားလုံးအတွက်လည်းအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဆိုတော့နောက်ဗီဒီယိုတွေမှာလည်း content creator တွေ social influencer တွေအတွက်အသုံးဝင်မဲ့ tips and tricks တွေနဲ့ပစ္စည်းလေးတွေအကြောင်းပြောပြပေးနေဦးမှာမလို့ထိရဲ့ channel လေးကို like and subscribe လုပ်ထားပေးပါပြီးတော့ကိုသိကျင်တဲ့မေးခွန်းတွေကိုလည်းဒီဗီဒီယိုရဲ့ comment အောက်မှာမေးထားပေးပါထိမေးခွန်းလေးတွေဖတ်ပြီးတော့ဗီဒီယိုလုပ်တင်လဲဗီဒီယိုလေးနဲ့ပြန်ပြီးဖြေပေးပါမယ်ဆိုတော့နောက်ဗီဒီယိုမှာတွေ့ကြမယ် bye bye